NCU Sport နဲ့ Stephen Black United Top Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဘောလုံးလောကရဲ့အောင်မြင်ဆုံးအခက်အခဲဆုံးကာလတွေကိုကြော်ဖြတ်ပြီး Manchester United ကိုကမ္ဘာအကြီးအကျယ်ဆုံးအသင်းဖြစ်လာအောင်ပုံဖော်ပေးခဲ့တဲ့ Sir Alex Ferguson အကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်ဘောလုံးလောကမှာဒီဘက်မှာဆိုရှိပါတယ်ဒါပေမဲ့အသင်းတစ်သင်းကို26နှစ်ကြာအောင်ကင်တွယ်ပြီးကမ္ဘာအကောင်ဆုံးအသင်းဖြစ်လာအောင်ကြောင်းလဲပေးနိုင်တဲ့သူကတော့ Sir Alex Ferguson တယောက်ဖြစ်တာရှိပါတယ်1986ခုနှစ်ကနေအားချင်းမြင်နေတဲ့ Manchester United အသင်းကိုဘယ်လိုမျိုးအနိုင်ယူရမလဲဆိုတဲ့စိတ်ဓာတ်ရှိတဲ့အင်အားကြီးအသင်းဖြစ်အောင်သူဘယ်လိုပြောင်းလဲခဲ့လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်1986ခုနှစ်လောက်က Manchester United အသင်းဟာလမ်းပြောင်းနေတဲ့အချိန်မျိုးဖြစ်ပါတယ်Ferguson ရောက်လာတဲ့အစောပိုင်းနှစ်တွေမှာလည်းအောင်မြင်မှုတွေကဝေးကွာနေစေပါတချို့ဆိုရင်သူ့ကိုအလုပ်ထုတ်ဖို့အထိအောင်တောင်းဆိုခဲ့ကြတာပါဒါပေမဲ့သူလည်းမလျှော့ခဲ့ပါဘူးသူတိဆောက်ခဲ့တဲ့စီကံသူထည့်သွင်းပေးခဲ့တဲ့နိုင်လို့စိတ်တွေကနောက်ဆုံးမှာတော့အသင်းကိုပြင်ပေါ်ပြန်တင်ပေးနိုင်ခဲ့ပါတယ်Ferguson အတွက်အစောပိုင်း3နှစ်ကငဲကန်းလိုပါပဲရလက်တွေဆိုပရိသတ်တွေရဲ့ဝေဖန်မှုတွေဖိအားတွေကြားမှာရှင်သန်ခဲ့ရတာပါဒါပေမဲ့သူကအသင်းရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့လူငယ်ကယ်ဒမီကိုအရင်ဆုံးပြုပြင်ခဲ့ပါတယ်1990 FA Cup ဖလားကတော့သူ့အတွက်အသက်ရှူပေါဖြစ်ခဲ့တဲ့ဖလားပါအဲ့ဒီဖလားတာမရခင်ဒီနေ့ခင် Manchester United ရဲ့ Empire ဆိုတာရှိတာမှမဟုတ်ဘူးလို့ပြောလို့ရပါတယ်Ferguson ရဲ့အောင်မြင်ဆုံးလိုအပ်ချက်ကတော့ပေါင်းစပ်မှုပါပဲ Academy ထွက်လူငယ်တွေကိုအတွေ့အကြုံရှိတဲ့ဝိုင်းရန်ကစားသမားတွေနဲ့ပေါင်းစပ်ပြီးကန်တိုနာရဲ့စိတ်သက် ranking ရဲ့ကောင်းဆောင်မှုပြီးတော့ပတ်ခန့်ကစကူးရဲ့အရေးချင်းဒီချက်တွေကိုပေါင်းစပ်ပြီးအသင်းကိုအကြိမ်ကြိမ်ပြန်လည်တည်ဆောက်ခဲ့ပါတယ်နောက်တစ်ခုကတော့ Faki တိုင်းပါပဲဝက်ချင်မိနစ်60ကျော်သွားပြီနဲ့အရှုံးမပေးတဲ့စိတ်သက်ကိုကစားသမားတိုင်းရဲ့တွေးရအထိထည့်သွင်းပေးနိုင်ခဲ့တဲ့သူရဲ့အကြီးမားဆုံးအောင်မြင်မှုပါပဲFergusonရဲ့အဝတ်လဲကန်စစ်တပ်တစ်ခုလိုပါပဲကစားသမားတွေဘလောက်ပဲထိပ်တန်းအဆင့်ရောက်နေပါစေသူတို့အမှားလောက်ရင် Ferguson ရဲ့ hair dryer treatment နဲ့ရင်ဆိုင်ရမှာပါသူကစားသမားတွေကိုဘာကြောင့်អော်တာလဲသူတယောက်ရဲ့အမှားကြောင့်အသင်းတစ်ခုလုံးရဲ့အိမ်မက်ပျက်စီးသွားမှာကိုသူမလိုလားပါဘူးဒါပေမဲ့တစ်ဖက်မှာလည်းသူကဖခင်တယောက်လိုပါပဲငါလုံးရင်စူမယ်အောင်မြင်ဂုဏ်ပြုမယ်ဒါကြောင့်လည်းကစားသမားတွေကသူ့ကိုကြောက်ရတယ်လို့လွန်လဲချစ်ခင်ကြပါတယ်ဒါကြောင့်လည်း Ferguson ကစားသမားတွေရဲ့စွမ်းရည်ကိုယုံကြည်ခဲ့ပါတယ်သူရဲ့ယုံကြည်မှုရလဒ်ကတော့9နှစ်အတွင်းမှာ Premier League 5ကြိမ်စကူးနိုင်ခဲ့တာပါပဲဘောလုံးသမိုင်းမှာဒီလောက်စိတ်လို့ရှားစရာကောင်းတဲ့ညမျိုးရှိရောက်မယ်မထင်ပါဘူး1999 Champions League ပွဲချိန်မိနစ်60အထိရှုံးနေတဲ့ Manchester United အသင်းဟာပရိသတ်တွေအားလုံးညှော်လင့်ချက်တွေကုန်ဆုံးနေချိန်မှာပဲ Ferguson ကစားသမားတွေကမယုံနိုင်စရာ3မိနစ်အတွင်းနှစ်ပိုးပြန်တင်ပြီးတမိုင်းဝင်ဖလား3လုံးကိုရယူပြနိုင်ခဲ့တာပါအဲ့ဒီနေ့ကစပြီး Faki တိုင်းဆိုတဲ့စကားလုံးဟာဘောလုံးလောကရဲ့အမှန်တရားတစ်ခုဖြစ်ပေါ်လာခဲ့တာပါပွဲမပြီးမချင်းဘယ်တော့မှ United မရှုံးဘူးလို့ပြောစမှတ်တွင်ကြံရင်ခဲ့ရတာပဲဖြစ်ပါတယ်2013ခုနှစ်သူအနားယူသွားတဲ့အချိန်မှာ Manchester United ဟာ Premier League ဖလားကို73ကြိမ်အထိရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ Ferguson ထွက်ခွာသွားတာဟာဒီပြတယောက်ထွက်သွားတာမဟုတ်ပါဘူး။ Institution တစ်ခုလုံးရဲ့ဝိညာဉ်ထွက်ခွာသွားတယ်လို့ပါပဲ။ဒီနေ့အချိန်ထိ Manchester United ပရိသတ်တွေဟာ Ferguson လက်ထက်ကအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့အောင်မြင်မှုတွေကိုအမြဲတမ်းလွှမ်းဆွနေကြပါသေးတယ်။သူ့အကြောင်းပြောမယ်ဆိုရင်ပြောမကုန်နိုင်ပါဘူး။ Sir Alex Ferguson ဆိုတာဘောလုံးလောကရဲ့ပြရုပ်တစ်ခုပါပဲ။တင်တော့ Ferguson ရဲ့ဘယ်ကာလကိုအမှတ်ရမိလဲ comment မှာရေးပေးခဲ့လို့ရပါတယ်။ Channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့။ကျွန်တော်ကတော့ Stephen Black ပါ။နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံချင်ပါသေးတယ်။